Java စပြီးတော့လေးလာမယ်ဆိုတာနဲ့ကိုယ်ဆက်ထဲမှာနှစ်ခုရှိဖို့လိုပါတယ်တစ်ခုက JDK ပါ search bar မှာ JDK download ဆိုပြီးရိုက်ရှာလိုက်ရင် Oracle ကတင်ထားတဲ့ Java download ဆိုတဲ့ link ကိုနှိပ်လို့ရပါတယ်အဲ့ဒီမှာ long term support ဖြစ်တဲ့ version ကို download လုပ်ပါပေါ့နော်ခုမှစလေလာမှာဆိုရင်တော့နောက်ဆုံးထွက်တဲ့ version ထက်နောက်ဆုံးထပ်တစ်ဆင့်နှိပ်တဲ့ version ကိုရွေးပါပေါ့နော်OS လား Windows လားပေါ်မူတည်ပြီးတော့ကြိုက်တဲ့ installer ကို download လုပ်လို့ရပါတယ်နောက်တစ်ခုက IDE ပေါ့နော် Notepad တီနဲ့ရိုက်လို့ရတယ်ဆိုပေမဲ့ဒီ IDE တင်ထားတော့လွယ်ကူမြန်ဆန်တာပေါ့ခုမှတော့ VS Code ကို download လုပ်ပါမယ် VS Code ကတော့အစွဲဆုံးသုံးလို့ရတာဖြစ်တဲ့အတွက်Java အတွက်လည်းအဆင်ပြေလို့ download လုပ်လိုက်ပါတယ်တကယ်လို့မှကို Java နဲ့နှစ်သက်တဲ့ IDE တက်ရှိတယ်ဆိုလို့ရှိရင်လေအဲ့ဒီ IDE ကို download လုပ်ပြီးတော့ VS Code အစားသုံးလို့ရပါတယ်installation file လေးကို double click နှိပ်ပြီးတော့ next နဲ့သွားပြီးတော့တင်လို့ရပါတယ်ဒါကတော့ Windows မှာမလို့ပါပေါ့နော်download file က download folder ထဲသွားရှာပေါ့တချို့ကကြတော့လေ desktop ပေါ်ဒါရိုက် download file တွေကိုတင်တာပေါ့နော်Windows မှာကြတော့တဆင့်ထပ်ပို့ပါတယ်ဒီစီကို Java ရောက်မရောက်သိချင်တယ်ဆိုရင် CMD လေးကိုဖွင့်ပြီးတော့ Java dash version ဆိုပြီးတော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်Java version လေးထွက်လာတယ်ဒါဆိုကိုယ့်ဆက်ထဲမှာ Java ရောက်လာပြီနောက်တစ်ခုကပိုရာတစ်ခုကပေါ့နော် environment variable ကိုတွားပြီးတော့ path လမ်းကြောင်းသိမ်းရမှာပါအဲ့မှာ environment variable အောက်က environment variable ဆိုတဲ့ cloud ကလေးကိုနှိပ်လိုက်တဲ့အခါမှာသူ့မှာ box နှစ်ခုရှိရဲအပေါ်ကဒီ user တယောက်ချင်းနဲ့သက်ဆိုင်တာအောက်က system တစ်ခုလုံးနဲ့သက်ဆိုင်တာဆိုတော့ system ရဲ့ path ကို double click နှိပ်ပြီးတော့ path လမ်းကြောင်းတစ်ခုသိမ်းပါမယ်ပေါ့နော်အဲ့တော့ခုနက Java တင်လိုက်တဲ့ path လမ်းကြောင်းက Windows မှာဆိုရင် C drive ထဲက program files ထဲက Java folder ထဲမှာပေါ့အဲ့မှာ JDK folder ကိုယူမယ်ဒီပေါ့နော်အပေါ်လေးကိုနှိပ်လိုက်တယ်ဆိုရင် address bar လေးကို copy ကူးလို့ရတယ်အဲ့ဒါလေးကို system path လမ်းကြောင်းမှာ new ဆိုပြီးတော့ control v ပေါ့တကယ်တမ်း bin ကိုထည့်ရမှာပေါ့နော်အဲ့တော့ select bin ဆိုပြီးတော့ထည့်လိုက်မယ် okay နှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်နောက်ဆုံး okay နှိပ်ပြီးသွားပြီဆိုရင် environment variable ထဲမှာကိုယ့်ရဲ့ path လမ်းကြောင်းလေးရောက်သွားပြီဒါက Windows မှာမလို့ပို့ပြီးတော့တဆင့်ထည့်ရတာပါနောက်ဒီလိုပဲ VS Code ကိုလည်း double click နှိပ်ပြီးတော့တင်ပါမယ် VS Code ကတောင်းနေပေါ့နော် term တွေကို agreement button လေးရွေးပြီးတော့ next နဲ့တင်သွားရင်ရပါတယ်ဒီ set ထဲမှာတင်ပြီးသားဖြစ်လို့တင်မပြတော့ပါဘူး